မျိုးသမီးတစ်ယောက်ဟာပန်းအိုးတွေကိုရေတအိုးအပြည့်လောင်းထည့်လိုက်ပေမဲ့ပန်းအိုးအောက်ခြေကိုကြည့်လိုက်တဲ့အခါရေတစ်စက်မှရှိမနေတာကိုအံ့ဩစွာတွေးလိုက်ရပါတယ်။ဒါနဲ့သူမဟာပန်းအိုးကိုရေပုံပိုင်ကောင်းအောက်မှာထားပြီးရေဖြည့်ထားလိုက်မိပါတယ်။တစ်ဖက်မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကစစ်စခန်းတစ်ခုမှာအဲ့ဒီပန်းအိုးတွေကနေရေတွေအဆက်မပြတ်ထွက်ပေါ်လာနေတာကြောင့်ရေငတ်မှုနေတဲ့စစ်တီတော်တွေဟာဖျားသခင်ပေးတဲ့ဆုလက်အဖြစ်ဝမ်းသာအားရဖြစ်နေကြတာပေါ့။ဒါပေမဲ့မျိုးသမီးကအိပ်ပျော်သွားတဲ့အချိန်မှာတော့တညရဲနဲ့ရေတန်ချိန်တစ်ဆက်တန်ကျော်သုံးဆွဲမိလို့ရေဘိုးတွေအများကြီးပေးဆောင်ရမယ်ဆိုတဲ့အကြောင်းကြားစာရောက်လာတာကြောင့်သူမချက်ချင်းရေပိတ်လိုက်ပါတယ်။ပန်းအိုးထဲမှာရေတစ်ဆက်မှကြံမနေတာကိုတွေ့တော့သူမကစားကျွင်းစားကြံတွေကိုပန်းအိုးထဲပစ်ထည့်လိုက်ရာခဏချင်းမှာပဲအစားအသောက်တွေပျောက်ကွယ်သွားပြီးလွန်ခဲ့တဲ့နှစ်ပေါင်း900ကငတ်မွတ်နေတဲ့စစ်တီတော်တွေစီကိုထမင်းဖြူတွေနဲ့ဟင်းတွေရောက်ရှိသွားပါတော့တယ်။ဒါကိုနမင်းကြီးကမဆရလို့ယုံကြည်သွားတဲ့စစ်ဗိုလ်ချုပ်ကကျေးဇူးတင်လွှာတစ်စောင်ရေးပြီးပန်းအိုးထဲထည့်လိုက်ရာကနေအမျိုးသမီးစီကိုမိခိုးတွေနဲ့အတူစာရွက်ဟောင်းတစ်ရွက်ရောက်လာခဲ့ပါတယ်။အမျိုးသမီးကအစကတော့သူမအိမ်ကိုအမှိုက်ပုံးမှတ်နေသလားဆိုပြီးစိတ်ဆိုးကတက်တန်းကုန်နေတဲ့အစားအသောက်တွေကိုအကုန်ပစ်ထည့်လိုက်ပေမဲ့စစ်တီတော်တွေအတွက်တော့ဒါဟာယတနာတွေလိုဖြစ်နေတာပါ။နောက်ပိုင်းမှာစစ်ဗိုလ်ချုပ်ရဲ့အကူအညီတောင်းစာကိုဖတ်မိတော့မှဒီပန်းအိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကခေတ်နဲ့ချိတ်ဆက်နေမှန်းသူမသိသွားပြီးအွန်လိုင်းကနေအစားအသောက်တွေအများကြီးမှာယူပေးခဲ့ပါတယ်။စစ်ဗိုလ်ချုပ်ကလည်းကျေးဇူးဆက်တဲ့အနေနဲ့ရွှေတွေငွေတွေနဲ့ရှေးဟောင်းရတနာပစ္စည်းတွေကိုပန်းအိုးတွေကနေတဆင့်ပေးပို့လိုက်ရာအမျိုးသမီးဟာရုတ်တရက်ဆိုသလိုတန်းကြွယ်တထေးမကြီးဖြစ်သွားပါတော့တယ်။သူမကရလာတဲ့ဝိုင်ခွက်တစ်ခုကိုရှေးဟောင်းပစ္စည်းဆိုင်မှာသွားရောက်တဲ့အခါဒေါ်လာတန်း200ရခဲ့ပေမဲ့ဆိုင်ရှင်ကဒီစစ်တပ်ဟာရေနဲ့အစားအစာပြက်လက်လို့တစ်တက်လုံးသေဆုံးသွားခဲ့ရတယ်လို့ပြောပြလိုက်တဲ့အခါမှာတော့သူမအယမ်းကိုတုန်လှုပ်သွားရပါတယ်။